ဒါကြောင့်ကျွန်တော်အနေနဲ့ဒီ3မိနစ်အတွင်းမှာပြောပြချင်တာကတော့ကျွန်တော်ဒီလူဖြစ်တယ်လူဖြစ်လို့ကျွန်တော်ယေရှုတင်တယ်ကျွန်တော်ကံကောင်းလို့လူဖြစ်တာမဟုတ်ဘူးပညာတတ်လို့လူဖြစ်တာမဟုတ်ဘူးကျွန်တော်ကိုဖန်ဆင်းရှင်ရှိလို့ကျွန်တော်ကလူဖြစ်တာဒါကြောင့်မလို့လူရလို့ဖြစ်လာဒီလောကကြီးမှာလူနှမျိုးပဲရှိတယ်ဘာပဲခင်ဗျာယုံကြည်ခင်ဗျာကွန်မြူနစ်ပဲခေါ်ဘာသာတရားရှိတဲ့လူပဲခေါ်ဒိုင်းကျုပ်ကြီးပဲခေါ်လူနှမျိုးပဲရှိတယ်ဖယားကိုသိတော်သူဆိုတာရှိတယ်ဖယားကိုမသိတော်သူဆိုတာရှိတယ်ဖယားကိုသိတော်သူသည်ဖယားလူဖြစ်တယ်ဖယားကိုမသိတော်သူသည်စာတန်လူဖြစ်တယ်နော်နောက်ဘုရားရှင်ကျွန်တော်တို့ကိုပေးထားတဲ့ဆုကျေးဇူးမှာအကြီးဆုံးဆုကျေးဇူးဟာတော့ဖြစ်ရင်ဟောဒီမှာရှိတဲ့ကျွန်တော်မှအစကျွန်တော်တို့ဒီလွတ်လပ်စွာကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတယ်ဟိုကအမိန့်နေထုတ်လို့ဒီကအာဏာတွေထုတ်လို့ဘသူကဘာကြောင့်တငယ်ချင်းကဆွဲတော့အပိုးတွေရှောက်ပြောမနေနဲ့ကျွန်တော်တို့ကိုဘုရားပေးထားတဲ့ဆုကျေးဇူးဟာလွတ်လပ်စွာကျွန်တော်ရွေးချယ်လို့ရတယ်ကျွန်တော်အနေနဲ့ဒါမှမဟုတ်ကျွန်တော်အနေနဲ့ဘုရားသခင်ကိုရွေးချယ်လို့ရတယ်စာတန်ကိုရွေးချယ်လို့ရတယ်စာတန်ကိုရွေးချယ်ရင်ကျွန်တော်စာတန်လူဖြစ်သွားမှာပဲဘုရားရှင်ကိုရွေးချယ်ရင်ကျွန်တော်ကဘုရားလူဖြစ်မှာပဲဒါမှမဟုတ်ကရင်နေဗမာတွေတရုတ်တွေကလာတွေအမေရိကန်တွေအင်္ဂလိပ်တွေလုံးမနေနဲ့ဘုရားလူဖြစ်ကြရအောင်ဒါဟာဘုရားရှင်ပေးတဲ့ဆုကျေးဇူးဖြစ်တယ်နောက်ဆုံးတစ်ချက်ကျွန်တော်ပြောချင်တာကတော့ဖြစ်ရင်ဘုရားရှင်ဒီလူကိုဖန်ဆင်းတဲ့အချိန်မှာထိုလူထဲမှာသာလျှင်ဝိညာဉ်ဆိုတာကိုထည့်သွင်းပေးတယ်နော်ဝိဆိုတဲ့အထူးဉာဏ်ဆိုတဲ့သိခြင်းအဲ့ဒါကလူမှာပဲရှိတယ်အဟိတ်တိရစ္ဆာန်တွေကိုလည်းဘုရားဖန်ဆင်းတာပဲဒါမဲ့အဟိတ်တိရစ္ဆာန်ကိုဘုရားဖန်ဆင်းတော့ကဘုရားကဝိညာဉ်ကိုမထည့်သွင်းပေးဘူးလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတဲ့အခါမှာဝိညာဉ်ကိုဖန်ဆင်းပေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာအယံကြီးမားတယ်ဒီနေ့ဘုရားရှင်ဝိညာဉ်ရှိလို့ကျွန်တော်တို့ရွေးချယ်တတ်တယ်ကျွန်တော်တို့မှာစင်ကြင်တုံတရားရှိတယ်အမှားနဲ့အမှန်ကိုကျွန်တော်တို့သိတယ်ဒါဒီနေ့တမန်လူလောက်နဲ့မကျေနပ်နေပါနဲ့တဆင့်တက်ရအောင်တဆင့်တက်တဲ့အခါဘာဖြစ်မလဲဖယားလူဖြစ်မယ်ယေရှုခရစ်တော်ကိုသာယုံကြည်တော်သူသည်ဖယားလူဖြစ်တယ်ဘုရားရှင်ကောင်းကြီးပေးပါစေ